ဒီနေ့တော့ထမင်းချက်မလောက်အောင်စားလို့ရမ်းကောင်းတဲ့ချမောင်ကြော်ကလေးအိမ်မှာကြော်စားပြလို့ဂျော်ဒန်နီးလေးကိုလည်းကျွန်တော်ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်။အရင်ဆုံးဒေဝထဲမှာစီလေးတင်းတင်းလောက်ထည့်ပေးလိုက်ပါမယ်။စီပူလိုက်ရင်တော့ထောင်းထားတဲ့ချက်သွင်းဖြူနေနဲ့စနစ်မုံအနေငယ်တို့ကိုထည့်ပြီးတော့စီလေးတက်ပေးပါမယ်။ပြီးရင်တော့ကျွန်တော်တို့စိမ့်စားငက်ပီလေးကိုထည့်ပြီးတော့အနံလေးမွေးလာတဲ့အထိခဏလောက်ထည့်ကြော်ပေးပါမယ်။စိမ့်စားငက်ပီလေးထည့်ပြီးသွားပြီဆိုရင်တော့ပဇွန်ကြောင်းမုံလေးကိုထည့်ကြော်ပေးပါမယ်။ပဇွန်ကြောင်းမုံလေးထည့်ကြော်ပြီးသွားပြီဆိုရင်တော့အယောင်နေမုံလေးတစ်စုံထည့်ပေးလိုက်ပါမယ်။အယောင်နေမုံလေးထည့်ပြီးသွားပြီဆိုရင်တော့အဆက်အတွက်ငြိုတိခွဲချမ်းလေးကိုထည့်ပြီးတော့ခဏလောက်ကြော်သွားပေးရပါမယ်။အဆက်ရတာလေးပူစားခြင်းနဲ့ဆိုရင်တော့ငြိုတိခွဲချမ်းလေးကိုပို့ထည့်ပေးပါ။ပြီးရင်တော့ရေဆေးထားတဲ့မြစ်လေးတွေကိုထည့်ပြီးတော့လုံးကြော်လေးကြော်ပေးရပါမယ်။ဒီနေရာမှာမြစ်ကိုတော့ကိုကြိုက်တဲ့မြစ်ကိုအသုံးပြုလို့ရပါတယ်။မြစ်လေးထည့်ကြော်ပြီးသွားပြီဆိုရင်တော့လှော်ထားတဲ့ချမောင်ရွက်လေးကိုထည့်ပေးလိုက်ပါမယ်။အရသာအတွက်ကိုတော့အသီးရွက်မုံနဲ့ငံပြာရည်လေးကိုလိုတလောက်လေးထည့်ပြီးတော့ကျွန်တော်တို့အရသာတွေအလုံးနှက်ဆက်သွားအောင်လို့ခဏလောက်ဆက်ကြော်သွားပေးလိုက်ပါ။အဆက်ရတာနဲ့စီပါဝင်မှုကိုလည်းကိုစိတ်ကြိုက်လို့ဒီလိုပြင်ဆင်ပြီးတော့သုံးဆောင်လို့ရပါတယ်။နောက်ဆုံးကြမှာကျွန်တော်တို့အသင့်ပြင်ဆင်ထားတဲ့ငြိုသီးစိမ်းလေးကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့စီလေးပြန်လာတဲ့ဒီခဏလောက်ကြော်ပေးကအရသာလေးကိုမြည်ကြည့်ပြီးတော့လိုအပ်သည့်အရသာကိုမိမိစိတ်ကြိုက်ထည့်ပြီးတော့သုံးဆောင်နိုင်ပါပြီ။ဒီချမောင်ရွက်ကြော်လေးကတွဲဖက်အရင်ဟင်းအနေနဲ့ပဲစားသူတစ်ခွက်တည်းနဲ့ပဲစားလို့ရမ်းကောင်းပြီးတော့ထမင်းစားရမ်းမိစေတဲ့ဟင်းကောင်းလေးတစ်ခွက်လေးဖြစ်ပါတယ်။ဈေးဘိုးလေးတက်တာပြီးတော့ကြော်ရတာလည်းရမ်းကိုလွယ်ကူရုပ်ရှင်ပါတယ်။ချမောင်ရွက်ကြော်ဆိုရင်ကျွန်တော်ကထမင်းပူပိန်းဟင်းဂျိုလေးနဲ့တွဲပြီးတော့စားရတာကိုအရမ်းကြိုက်ပါတယ်။ဟင်းချက်တဲ့နီးတွေကလည်းတောင်းနဲ့မတူကြသလိုဒေသလည်းလဲပွဲပြပါတယ်။ဒီကြော်နီးလေးကလည်းရမ်းကိုလွယ်ကူရုပ်ရှင်ပြီးစားလို့ရမ်းကောင်းတာမလို့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့အတူနောက်ဗီဒီယိုအသစ်ဒီမှာပြန်ဆုံပါမယ်။